ဒါကဘလို့ကြပန်းမျိုးလဲဒါကတော့ Jade Butterfly Tiger Moth လို့လည်းခေါ်ပါတယ်ဒါကဘလို့ကြပန်းမျိုးလဲဒါကတော့အစိမ်းရောင်ကြပန်းဖြစ်ပြီး Green Lotus လို့လည်းခေါ်ပါတယ်ဒါကဘလို့ကြပန်းမျိုးလဲဒီမျိုးစိတ်လေးရဲ့နာမည်ကတော့ Midnight ပါဒါကဘလို့ကြပန်းမျိုးလဲဒါကတော့ Purple Robe Lingball Fairy ပါဒါကဘလို့ကြပန်းမျိုးလဲဒီမျိုးစိတ်လေးကတော့ Julie Leaf လို့ခေါ်ပါတယ်ဒါကဘလို့ကြပန်းမျိုးလဲဒါကတော့ရွှမ်းရွံ Red ပါဒါကဘလို့ကြပန်းမျိုးလဲဒါကတော့ Supreme Thousand Petals ပါဒါကဘလို့ကြပန်းမျိုးလဲဒါကတော့ Mist Fairy လို့ခေါ်ပါလေဒါကဘလို့ကြပန်းမျိုးလဲဒါကတော့ Bow Lotus ပါဒါကဘလို့ကြပန်းမျိုးလဲဒါကတော့ Water Moon God ဖြစ်ပါလေဒါကဘလို့ကြပန်းမျိုးလဲဒါကတော့ဂျင်းလင်းနင်းဆွေပါဒါကဘလို့ကြပန်းမျိုးလဲဒါကတော့ Ink Lotus လို့ခေါ်ပါတယ်ဒါကဘလို့ကြပန်းမျိုးလဲဒါကတော့အယောင်နှမျိုးပါတဲ့ Bicolor Water Lily ပါဒါကဘလို့ကြပန်းမျိုးလဲဒီမျိုးစိတ်လေးရဲ့နာမည်ကတော့ Fisherman's Song at Dusk လို့ခေါ်ပါတယ်ဒါကဘလို့ကြပန်းမျိုးလဲဒါကတော့ Twin Lotus on One Stalk ပါဒါကဘလို့ကြပန်းမျိုးလဲဒါကတော့ Morning Autumn Colors ပါကြပန်းဟာမင်္ဂလာရှိခြင်းကိုကိုစားပြုပါတယ်ဒီပန်းလေးတွေကိုမြင်တွေ့ရသူအားလုံးကံကောင်းခြင်းတွေရရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်လူတိုင်းကံကောင်းခြင်းတွေစက်တိုက်ဆိုသလိုရောက်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်